ဒီပူဇော်တဲ့အလုပ်တွေကိုလုပ်တယ်ဆိုတဲ့ပြမနာတွေရဲ့ထုံတန်းစင်လာသင်ယူရတဲ့ဣရုဗေဒယစုဗေဒသာမဗေဒဆိုတဲ့ဝေဒကျမ်း၃ကျမ်းအဲ့ဒီဝေဒကျမ်း၃ကျမ်းကိုအချမ်းရံကျမ်းနေနဲ့ကွာတင်ညာဘာနဲ့ဥပမာတူလို့ဆိုရင်ဒီကနေ့ယဟန်တန်ဃာတွေပိဋကတ်၃ပုံကိုသင်ရသလိုပဲသူတို့လည်းဝေဒကျမ်းစာ၃မျိုးကိုသင်ကြရတာဖြစ်တယ်အဲ့ဒီဝေဒကျမ်းကနေ၃မျိုးကိုတတ်သိတဲ့ပုဂ္ဂိုလ်တေဝိဇ္ဇနော်တေဝိဇ္ဇဆိုတဲ့ဘွဲ့ကိုပေးတာသူတို့ကဝေဒကျမ်းအတတ်တွေကိုတစ်ဖက်ကန်းထီအောင်တတ်ကြတဲ့ပြမနာတွေဟာထူးခြားတဲ့အရည်ချင်းရှိတဲ့ဆရာကြီးတွေဖြစ်လာကြတယ်သေလပုံနာဟာလည်းပဲထို့တူပဲ